မှုခင်းဆရာဝန်ရဲ့အစီရင်ခံစာအရတရားခံရဲ့အရေးပြားတရှူးတွေဟာတရားလိုရဲ့လက်သေးထဲမှာအလွန်ကျွံကျန်နေတာကိုတွေ့ရပါတယ်ရှင်။ဒါဟာသူတို့နှစ်ဦးကြားမှာပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုရှိခဲ့တယ်ဆိုတာကိုအခိုင်အမာညွှန်ပြနေတာပေါ့။တရားလိုရှိနေကအောင်နိုင်သူလေတန်နဲ့အခုဘာပြောချင်သေးလဲမှုခင်းဆရာဝန်ကိုယ်တိုင်ကဒါဟာအမှန်တရားပါလို့အတည်ပြုလိုက်ပြီးဒီ DNA တွေဟာတရားခံကတရားလိုကိုထိလက်ရောက်ကျူးလွန်နှုန်းကခြံထားခဲ့တာပဲဖြစ်ရမယ်လို့ထိုးနှက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတရားရုံးထဲကလူတွေကလည်းအမျိုးသမီးရှိနေကူပါအမှန်တရားကိုဖုံးကွယ်ပြီးလိန်ညာယာမှာအယမ်းတော်တယ်ဆိုပြီးဝိုင်းဝန်းဆွဆွဲကြတာပေါ့ဒါပေမဲ့အမျိုးသမီးရှိနေကတော့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမှာဖြစ်နိုင်ခြေတွေအများကြီးရှိနိုင်ပါတယ်တကယ်လို့တရားခံကတရားလိုကိုကဲတင်ဖို့စ조사ခဲ့ရင်လည်းဒီ DNA တွေကကြံခဲ့နိုင်တာပဲလေဒါကြောင့်မှုခင်းဆရာဝန်ကိုယ်တိုင်တောင်ဒါဟာဘလို့အခြေအနေမှာကြံခဲ့တာလဲဆိုတာကိုအတိအကျမဆုံးဖြတ်နိုင်တာပါလို့ပြန်လည်ခုခံခဲ့ပါတယ်အဲ့ဒီမှာတင်တရားလိုရဲ့မိသားစုကစိတ်လှုပ်ရှားစွာနဲ့မဖြစ်နိုင်တာမင်းတို့ပူးပေါင်းကြံစီထားတာပဲဖြစ်ရမယ်။တရားခံကပတ်စံပေးပြီးမှုခင်းဆရာဝန်ကိုဝယ်ထားတာဖြစ်ရမယ်ဆိုပြီးတရားရုံးထဲမှာစုညံအောင်အော်ဟစ်ကြပါတော့တယ်။တရားသူကြီးကတရားလိုတင့်စကားကိုသတိထားပါမှုခင်းဆရာဝန်ကတရားရုံးဝန်ထမ်းတဦးဖြစ်ပြီးအချက်လက်ရှုထောင့်ကနေရှင်းပြနေတာပါကန့်ကွက်ချင်ရင်အထက်တရားရုံးကိုအယူခံဝင်ပါလို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ရတယ်။တရားရုံးချင်းမတိုင်မီညကတရားလိုရှေ့နေရဲ့စီစဉ်ထားတာကိုမြင်တွေ့ရပါတော့တယ်ရှေ့နေကသူ့ရဲ့အမှုဒီတို့ကိုဒီအမှုဟာသူတို့တေချာပေါက်နိုင်မှာဖြစ်ပြီးသူ့မှာအကောင်းဆုံးသက်သေတွေစုစည်းထားပြီးဖြစ်ကြောင်းပြသလိုက်တာကိုမြင်တွေ့ရပါတယ်လက်ရှိအချိန်မှာတော့တရားလိုရှေ့နေကတော့မလျှော့သေးပဲအတိတ်ကတူညီတဲ့ရာဇဝတ်မှုတွေကိုထုတ်ပြပြီးဒီလိုမှုမျိုးတွေမှာကျူးလွန်သူတွေဟာသူတို့နဲ့ရင်းနှီးတဲ့သူဒါမှမဟုတ်ထိန်းချုပ်ရလွယ်တဲ့သူတွေကိုပဲအဓိကပြစ်မှတ်ထားတတ်ကြတာအခုအမှုကလည်းအဲ့ဒီပုံစံအတိုင်းပဲဆိုပြီးနှိုင်းယှဉ်ပြခဲ့ပါတယ်အဲ့ဒီတင်မကပဲအမျိုးသမီးရှိနေကိုပါခမားဟာရာဇဝတ်သားတွေကိုပြစ်ဒဏ်ကနေလွတ်အောင်ကူညီပေးနေတာလားဆိုပြီးပုဂ္ဂိုလ်ရေးအရစော်ကားလိုက်ပါသေးတယ်အမျိုးသမီးရှိနေကတော့ကျမရဲ့အမှုဒီကအပြစ်ကင်းတယ်လို့ကျမခိုင်ခိုင်မာမာယုံကြည်ပါတယ်အပြစ်မဲ့သူတယောက်ကိုလူတွေကလှည့်စားတာမျိုးမဖြစ်စေချင်လို့ပဲကာကွယ်ပေးတာပါလို့ပြန်ပြောခဲ့တယ်အဲ့ဒီမှာတရားလိုရှိနေကတရားခံကိုထပ်မံမေးခွန်းထုတ်ပါတယ်မင်းရဲ့အိမ်နဲ့ဒီနေရာကလမ်းကြောင်းချင်းမတူဘူးဘာလို့ဒီနေရာကိုရောက်နေတာလဲတဲ့တရားခံကသမီးလေးရဲ့အကြောင်းကိုတွားတွေ့ချင်လို့ပါလို့ဖြေပေမဲ့တရားလိုရှိနေကတော့မင်းရဲ့ကုမ္ပဏီဒေဝါလီခံလိုက်ရလို့စိတ်တက်ကြနေတဲ့အချိန်မှာသမီးရဲ့အတန်းဖော်ဖြစ်တဲ့တရားလိုကိုဖျက်ဆီးပစ်ချင်တဲ့စိတ်ရိုင်းတွေဝင်လာတာမလားဆိုပြီးလူမဆန်စွာဆွဆွဲခဲ့တာပေါ့ရှင်အခြေအနေတွေဆိုးရနေတော့မှပဲတရားလိုဘက်ကဒုတိယသက်သေတယောက်ရောက်လာပြီးအဲ့ဒီညကတရားခံကမိန်းကလေးကိုဆေးခတ်ပြီးအရက်တိုက်နေတာမြင်ခဲ့တယ်လို့လိန်ညာထွက်ဆိုပါတယ်အမှန်ကသူလဲတရားခံဘယ်သူမှန်းတေတေချာချာမမြင်လိုက်ရပါဘူး။ဘာကြောင့်လဲဆိုတော့အခင်းဖြစ်ပွားချိန်မှာတရားခံဟာဥထုတ်ဆောင်ကအနက်ရောင်ဝတ်စုံကြောင့်ညအချိန်မှာထင်ရှားစွာမမြင်ရခဲ့တာပဲဖြစ်ပါတယ်။သက်သေကဗီဒီယိုမှတ်တမ်းတစ်ခုပါအဆိုတင်သွင်းပြခဲ့ပေမဲ့ဗီဒီယိုကမှုံဝါးနေလို့ဘယ်သူမှန်းမကွဲပြားဘူး။ဒါကိုလည်းအမျိုးသမီးရှိနေကချက်ချင်းကန့်ကွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တရားလိုရှိနေကနောက်ဆုံးလက်နက်အဖြစ်အမိုက်ပုံတွေကတွေ့တယ်ဆိုတဲ့အဖျော်ရမကပလင်းကိုထုတ်ပြလိုက်တယ်။အဲ့ဒီပလင်းပေါ်မှာတရားခံရဲ့လက်ပွေတွေပါနေတယ်လေတရားခံကတော့ဒါဟာငါ့ကို1060တာပဲငါဒါကိုတခါမှမမြင်ဘူးလို့အသေးအတန်ညင်းဆိုခဲ့ပေမဲ့ဘယ်သူမှမယုံကြတော့ပါဘူးတရားရုံးထဲကလူအုပ်ကြီးကလည်းစီရင်ချက်ချလိုက်တော့ပြစ်ဒဏ်ချလိုက်တော့ဆိုပြီးတခဲနဲ့အော်ဟစ်နေကြပါပြီတရားခံကိုဆေးခတ်ပြီးအနိုင်ကျင့်တဲ့သားရဲလို့သမုတ်ပြီးပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ဖို့တောင်းဆိုနေကြတာပါအခုတော့အထောက်ထားတွေအားလုံးကတရားခံကိုဝိုင်းပိတ်ထားပါပြီမျိုးသမီးရှင်နေအနေနဲ့ဒီလိုလုံးကြံဖန်တီးထားတဲ့တပ်တွေတွေကြားကနေအမှန်တရားကိုဘယ်လိုများရှာဖွေထုတ်ပေါ်ဦးမလဲဆိုတာကတော့တကယ့်ကိုစောင့်ကြည့်ရမှာပါပဲရှင်